ဘယ်လိုပဲရွှေစင်ထားတာငွေစင်ထားတာလူကဒီက quality ရှိဖို့လိုတယ်ကိုယ် quality မရှိဘာပဲစင်ထားအဲ့အရာအလကားပဲပေါ့နော်ဆိုတော့ဒါညီမဆိုင်ဖို့ဟုတ်တယ်ဆိုတော့ကိုကရိုးရှိချင်ဝစ်စင်ထားရင်လေကိုဘယ်လောက်ထိလုံနိုင်လဲကိုကရောဘယ်လောက်ထိသူများကိုဟန်ဟာအဲ့လိုဖြစ်သွားစေနိုင်တယ်လဲဆိုတာကကို့ပေါ်မှာပဲဟုတ်တယ်ဝစ်စုံအပေါ်မှာမဆိုင်ပါဘူးလို့တောင်းပါဘောယူမလား Miss Grand ပါမလားဆိုတော့ကိုလှုပ်ချင်တဲ့အရာကိုရဲ့ dream ပေါ်မှာကိုကလိုက်တယ်ဆိုတော့တန်းတယ်ဘာလို့ဆိုတော့ဒါ challenge တစ်ခုလို့ကိုကမှတ်ယူတယ်အခုကတော့ဂုံယူမဂုံယူသေးဘူးเนาะဒါရဲနေသေးတယ်ဆိုတော့လာမဲ့မှန်ထားတယ်အများကြီးသေးတယ်ပေါ့လာမဲ့ဟာတွေလည်းအများကြီးရှိပါသေးတယ်လို့ညီမကတော့ Miss Grand ပေါင်ဝါ2026ကျိန်လို့ပဲဖြစ်ပါတယ်ပြီးတော့ဒီနေ့ညီမရရှိရဲ့ဆုကတော့ Miss Popular Award ပေါ့နော်ပေါင်ဝါဒီဆုရမယ်လို့တကယ်ဘယ်လိုမှမထင်ထားဘူးကို့နာမည် Orange မှာအရင် surprise ဖြစ်သွားတယ်ပြီးတော့သူတို့အနေနဲ့ပေါ့တော့ဒီဆုကိုကို့ပေးမယ်လို့လည်းကိုကရုံးမှမထင်ထားပါဘူးတကယ်မထင်ထားတာပါလို့ဒါကတော်တော်လေးရိုးရှင်းတယ်ကိုကပေါင်ဝါကုစားပြုဖြစ်တဲ့အတွက်ပေါင်ဝါမှာလက်ချိတ်တွေမျိုးတွေပေါ့နော်သူတို့နေတာပုံများရဆိုတော့ဒီလက်ချိတ်တိုင်းနာဝဆုံဝဆင်ရချင်းဖြစ်တယ်ဒါတော်တော်ရိုးရှင်းတယ်ပေါ့နော်အဲ့လိုမျိုးပါပြောရမယ်ဆိုညီမရဲ့ဆောက်မှုတစ်ခုအများရှိတယ်လူကဘယ်လိုပဲရွှေစင်ထားတာငွေစင်ထားတာလူကဒီက quality ရှိဖို့လိုတယ်ကိုယ် quality မရှိဘာပဲစင်ထားအဲ့အရာအလကားပဲပေါ့နော်ဆိုတော့ဒါညီမဆိုင်ဖို့ဟုတ်တယ်ဆိုတော့ကိုကရိုးရှိချင်ဝစ်စင်ထားရင်လေကိုဘယ်လောက်ထိလုံနိုင်လဲကိုကရောဘယ်လောက်ထိသူများကိုဟန်ဟာအဲ့လိုဖြစ်သွားစေနိုင်တယ်လဲဆိုတာကကို့ပေါ်မှာပဲဟုတ်တယ်ဝစ်စုံအပေါ်မှာမဆိုင်ပါဘူးလို့ရိုးဆက်ဆက်ရဲ့အမွေနှစ်ကိုဆက်လက်ချိန်ကကဘာကြီးရှိမှာဂုဏ်စွာပြသနေခြင်းပဲဖြစ်ပါတယ်ဒီ Miss Grand 2026ကလုံးဝ first time ဟုတ်တယ်အရင်တော့ဘယ်တော့မှမကြိုင်ခဲ့ခြင်းမရှိဘူးပေါ့နော်ဒီနှစ်ကကိုယ့်ရဲ့နှစ်လည်းဖြစ်တယ်လို့ပေါ့နော်ကိုယ့်ရဲ့ဘယ်လိုပြောမလဲပထမဆုံး first time နှစ်လည်းဖြစ်တယ်ကိုယ့်ရဲ့နှစ်လို့ဘာကြောင့်စားတာလဲကောင်းခြင်းနေများလို့ကိုယ့်ရဲ့နှစ်လို့ဘယ်လိုပြောလဲဆိုရင်အရာရာကိုစနစ်မှကိုကလာခဲ့မလို့ပြောမလဲအရင်တော့ဆိုအင်ကိုကြောက်နေရတယ်အင်ကမသွားနဲ့တော့ဆိုရင်မသွားပြိုင်နဲ့တော့ဆိုမသွားပြိုင်ဘူးဆိုတော့ဒီနှစ်ကတော့ကိုကဘွဲလည်းမယူခဲ့ဘူးဘွဲလည်းအဲ့ဆိုလဲဘွဲယူမလား Miss Grand ပါမလားဆိုတော့ကိုလှုပ်ချင်တဲ့အရာကိုရဲ့ dream ပေါ်မှာကိုကလိုက်တယ်ဆိုတော့ဒါကြောင့်မကိုနှစ်လို့ပြောပါဘောနော်ကိုကအရာရာဆွလို့မကိုဆုံးဖြတ်ချက်ခိုင်မှလာခဲ့တဲ့အတွက်ဒါကိုနှစ်လို့ပြောတာဖြစ်တယ်အိမ်ကတော့ဒီကျောင်းဆရာမမျိုးဆိုတော့နော်ဒီအဲ့လိုဆိုတော့ဒီနောက်ပြန်လို့မျိုးမရှိတဲ့အတွက်သူတို့ကဒီကိုသွားလို့ရှိရင်ကိုလို့ပေးမဲ့သူမရှိမှာလေသူတို့အရန်စိုးရင်ကြတယ်ပေါ့နော်သူများကြားမှာမျက်နှာငယ်နေရမှာဒါတော့မိဘတိုင်းမှာရှိရဲ့စိတ်ထားတစ်ခုပေါ့နော်စိတ်တစ်ခုဆိုတော့သူတို့အနေနဲ့အဲ့လိုပြန်ပေါ့သွားပြီးမှကိုမျက်နှာငယ်နေမှာသူတို့အရန်ဆိုးရပေါ့နော်ဒါကြောင့်မို့သူတို့နည်းနည်းအနောက်ရှက်နည်းနည်းအဲ့လိုပြောအတိုက်ခိုင်နည်းနည်းတော့ရှိခဲ့တာပေါ့ဒါပေမဲ့အခုဆိုလည်းအမေကလည်းနည်းနည်းတော့ sporting တော့ပြီးလာပါပြီတန်းတယ်ဘာလို့ဆိုတော့ဒါ challenge တစ်ခုလို့ကိုကမှတ်ယူတယ်အခုကတော့ဂုံယူမဂုံယူသေးဘူးเนาะဒါရဲနေသေးတယ်ဆိုတော့လာမဲ့မှန်ထားတယ်အများကြီးသေးတယ်ပေါ့လာမဲ့ဟာတွေလည်းအများကြီးရှိပါသေးတယ်လို့လက်ချိတ်လူမျိုးတို့ရဲ့ရိုးရရင်ချင်းမှုအလောက်တရားနဲ့စိတ်တက်တို့ကိုဂုံယူဝင့်ကြောစွာဖြင့်ပေါ်ပြတင်ဆက်လိုက်ရပါတယ်ဖြစ်ကိုပြမယ်ဆိုတော့တကယ်လို့ Miss Grand မြန်မာကိုလည်းရှင်းကပ်ပါနေပါလို့เนาะအဲ့ဘက်ကနေပြီးတော့ကိုယုံကြည်လို့ပြီးရဆိုရင်တော့ကိုလက်ယုံကြည်နေပေါ့เนาะကိုလက်ခံလိုက်မယ်ပေါ့เนาะဒါပေမဲ့ခုကိုရဒီမှာလာပြိုင်တဲ့အနေချက်အတာချက်တို့ကိုစီရှိကြတယ်ဆိုတော့ကိုအနေချက်ကိုအတာချက်တွေမှာဒီလိုသူတို့ပြည့်စုကိုလက်ခံရမှာပေါ့